Hello မင်္ဂလာပါပရိဟမိကနေကြိုဆိုပါရရှင်ဒီနေ့မှာကဒီကလစ်လေးထိုးနီပေါ့နော်ဒီကလစ်လေးထိုးနီကိုတင်ပြပါမယ်ရှေ့မှာလည်းဒီကလစ်ထိုးနီပုံလေးတင်ထားတယ်ပေါ့နော်အဲ့ပုံလေးကတော့ပုံဖြစ်တဲ့အတွက်တချို့ကကြတော့စားထိုးတဲ့သူတွေကကြတော့မျက်စိလင်းနိုင်တာဖြစ်တဲ့အတွက်ဒီနေ့ဗီဒီယိုလေးနဲ့တင်ပေးတာပါဒီကလစ်ထိုးနီကိုတင်ပြပါမယ်ဒါကကလစ်ကူမှာ3 site ပေါ့နော်သူကဒါတော့မှဒါရှေ့တွေကလစ်ပေါ့နော်ဒါရှေ့တွေကလစ်သူကနှစ်လက်မကလစ်ရဲ့မူရင်းကနှစ်လက်မဆိုင်အလားဘက်ကကြတော့နှစ်လက်မခွဲရှိတယ်ပေါ့နော်ဒါလေးကကြတော့သူကကလစ်ကကြတော့ကလစ်ရဲ့မူရင်းက3လက်မဆိုင်ကလစ်စညက်ရဲ့မူရင်း3လက်မဆိုင်အလားဘက်ကကြတော့3လက်မခွဲဒါလေးကကြတော့ဒါကြတော့သပင်ရှည်ကြီးတွေလေနောက်မှာစီးတဲ့သူတွေအတွက်ပေါ့နော်ဒါလေးကကြတော့သူကလေးလက်မဆိုင်ကလစ်ကလေးလက်မဆိုင်အလှပကကြတော့လေးလက်မခွဲရှိတယ်လေးလက်မခွဲရောပေါ့နော်ရှိတယ်ဒီကလစ်ထိုးနေပေါ့နော်ဒါကတစ်ခုထိုးရသွားပြီဆိုလို့ရှိရင်ကိုလိုတလောက်ပေါ့နော်အကြီးအသေးကိုထိုးလို့ရပါတယ်ဒီကလစ်ထိုးနေလေးကိုမှဒီနေ့ထိုးပြမယ်နော်အဲဆိုလို့ရှိရင်ဒီဟာလေးနဲ့နမူနာထိုးပြမယ်ဒီကလစ်တေးသေးလေးပေါ့နော်ဒီ3ပွင့်ပေါ့နော်သူကတပွင့်ထိုးတတ်တာနဲ့နောက်ပွင့်တွေတော့မခဲရင်တော့အဲ့တော့တကယ်လို့ဒီရှေ့တွေကလစ်ထိုးခြင်းရင်ဒါ3ပွင့်ထိုးရမယ်တကယ်လို့ half c ပေါ့နော်နောက်မှာ half c လေးစီးခြင်းတဲ့လူတွေဆိုလို့ရှိရင်ဒါ5ပွင့်ထိုးရမယ်ဒါ3လက်မဆိုင်နဲ့ထိုးထားတာပေါ့နော်တကယ်လို့သပင်ကြီးပေါ့နော်သပင်ထူတချို့ကြသပင်ထူတယ်လေသပင်ထူတဲ့လူတွေအကုန်လုံးအပြည့်စီးဆက်ညက်ရှင်နေဆိုလို့ရှိရင်ဒီလိုအကြီးပေါ့နော်လေးလက်မဆိုင်6ပွင့်နဲ့ထိုးရမယ်ဒါလေးကတော့မှဒီတိုင်းအလှပေါ့နော်တချို့ကကြဒီတန်လန်းလေးတွေရမ်းကြိုက်တာပဲအဲကြောင့်မလို့ဒါလေးထည့်ပေးထားပါပေါ့နော်ဒါလေးထိုးရမယ်တကယ်လို့ဒီຢာလေးဒီကလစ်ကလေးတွေကိုကိုကမထိုးချင်ဘူးကုန်ချမ်းလည်းမရှိဘူးဆိုလို့ရှိရင်လည်း online ကနေမှာလို့ရပါတယ်ရကုန်မတလေးနေပြီးတော့အိမ်ရောက်ငွေရှည်ရပါတယ်ဒီကလစ်ပေါ့နော်ဒါလေးကတော့ဒီရှေ့တဲ့ကလစ်လေးကတော့1500ဒါလေးကတော့ရှေ့တွေပဲဖြစ်တဲ့အတွက်ပေါ့နော်1500ဒါလေးကတော့3000ဒါလေးကစအုပ်လည်းပါတယ်ဒီစအုပ်ကလေးလည်းပါတယ်ပေါ့နော်စအုပ်လည်းထည့်ပေးမယ်ဒါလေးကလည်း3000မှာသူကဘာကွာလဲဆိုတော့သူကပန်းပွင့်နဲ့ပလဲသားတော့ကွာတယ်ပေါ့နော်ဒါလေးကတော့အကြည်နဲ့ထိုးထားတာဖြစ်တဲ့အတွက်ဈေးကတော့တူတူပါပဲဒါလေးက AK သားနဲ့ထိုးထားတယ်ဒီပန်းပွင့်ကလည်းဈေးကြီးရပေါ့နော်တန်လျာတစ်ခုကိုဒီအကြီးလေးတွေကတော့3000မှာတန်လျာတော့1500ပါဒီကြီးလေးတွေကစအုပ်ပါတယ်စအုပ်မပေါဘူးဆိုလို့ရှိရင်2500ပါအဲဆိုတော့ဒါလေးကိုမှဒီထိုးနီးလေးကိုလေ့လာခြင်းနဲ့ဆိုရင်ရှေ့မှာကြည့်ပြီနော်အဲ့တော့ဒီကလစ်သေးသေးလေးတွေလိုအပ်တဲ့ကုန်ချမ်းကသူက246နဲ့16လုံးနံပါတ်8 AK ပလဲ16လုံးလိုမယ်ပေါင်းပွင့်က3ခုလိုမယ်ဒီစညက်ကလေးပေါ့နော်ဒီနှစ်လက်မစညက်ကလေးကတစ်ခုပြီးလို့ရှိရင်ကျိုးပေါ့နော်ကျိုးနံပါတ်ကတော့ဘာဖြစ်ရတယ်သူကနံပါတ်6လဲ60လဲရတယ်80လဲရတယ်ပေါ့နော်ကိုကကျိုးဆွဲတဲ့ပုံပဲမူတည်တာဒါကကြတော့သူကကလစ်နဲ့လဲတွဲမှာဆိုတော့သူကအော်တိုတောင်းလေးဖြစ်သွားမှာပေါ့နော်အိတ်ထိုးတာမဟုတ်တဲ့အတွက်ကိုကကျိုးက50ပဲရှိရဆိုလဲ50နဲ့ထိုးပြီးလို့ရှိရင်သူနဲ့တွဲရင်တောင်းသွားတာပဲဒီတွက်ဆိုလို့ရှိရင်ဒီနံပါတ်3လက်မဆိုင်ပေါ့နော်ဟာစီးတွက်ဆိုလို့ရှိရင်ပလဲက26လုံးလိုပါမယ်ပြီးရင်ပန်ပွင့်ရကြတော့5ပွင့်လိုမယ်ဒါတော့ဆိုလို့ရှိရင်24ရဲ့1 2 3 4 5 6ခွန်ဆိုတော့30စီလိုမယ်နံပါတ်8ပလဲ30စီလိုမယ်ပြီးရင်ပန်းပွင့်ရကြတော့6ပွင့်လိုမယ်ပေါ့နော်တကယ်လို့ဒီနေရာမှာပန်းပွင့်မထည့်ချင်ဘူးအလုံးမထည့်ချင်တာဆိုရင်လည်းရတယ်ဒါပေမဲ့ပန်းပွင့်လောက်တော့တိမ်မပေါ်လွင်ပေါ့နော်တိမ်မလှဘူးပေါ့နော်ဒီစချင်းမှာပလဲကဒီနေ့3 4 5လုံးပေါ့နော်ပလဲ5လုံးအရင်ထည့်မယ်ကျိုးထဲမှာကျိုးကတော့မှဒါနမူနာထိုးပြတာဆိုတော့ကျိုးလေးတူတူလေးထိုးထားတာပေါ့နော်တကယ်လို့ကျိုးဖြတ်ရှင်တယ်ဆိုလို့ရှိရင်လောက်တော့ဖြတ်ရမယ်လက်မ20လောက်20ပေါ့နော်20မကလောက်လက်မ30လောက်တော့ပို့လို့ဖြတ်ထားပါတော့အမဇာတိမှာ5လုံးထည့်လိုက်ပြီပလဲ5လုံးထည့်လိုက်တယ်ပေါ့နော်5လုံးထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီပန်းပွင့်ထည့်မယ်ပန်းပွင့်ထည့်ဖို့ရအတွက်ဒီကျိုးကသူကကျိုးက2ချောင်းပူရမယ်တ
ဒီလိုကျိုးနှစ်ချောင်းပူပြီးတော့မှနှစ်ချောင်းလုံးကိုကျိုးထဲမှာထည့်မယ်ဒီကျိုးထဲမှာထည့်လိုက်မယ်ဒီမှာဒီလိုထည့်လိုက်တာပေါ့နော်ထည့်ပြီးသွားပြီဆိုလို့ရှိရင်မတို့ကဒီမှာကအလဲစင်တာမှာဒီတစ်လုံးရှိတယ်ဒီတစ်လုံးကိုရှန်ထားမယ်ရှန်ထားပြီးလို့ရှိရင်ဒီကျိုးနှစ်ချောင်းနဲ့တစ်ချောင်းပေါ့နော်တစ်ချောင်းခွဲပြီးရင်ဒီဘက်ကနှလုံးဒီနှလုံးပေါ့နော်အပြင်ကနှလုံးဒီပုံပွင့်နဲ့ကဲ့ရဲ့နှလုံးနဲ့မှာကျိုးပြန်ပြီးတော့ဝင်လိုက်မှာတစ်လုံးနှလုံးကျိုးပြန်ပြီးဝင်မယ်ပြီးရင်ဒီဘက်ကျိုးတစ်ချောင်းကျန်နေတဲ့ကျိုးတစ်ချောင်းကိုလည်းဒီအလဲစန်တာတစ်လုံးကိုလွတ်ထားမယ်နော်ဒီအလဲစန်တာမထည့်ဘူးဒီဘက်ကသူနဲ့ကဲ့ရဲ့ဘေးနှလုံးထဲမှာထည့်မှာဘေးနှလုံးထဲမှာကျိုးထည့်မယ်ဒီနဲ့ဒီလိုလေးရသွားမယ်ဒါမှသူကတချို့ကကြတော့ထင်တာပေါ့နော်ဒီ6လုံးဝိုင်းကိုထိုးပြီးတော့မှအပေါ်ကနေပန်းဖွင့်လိုက်တယ်လို့ထင်တာရတယ်အဲ့လိုလဲရတယ်ဒါပေမဲ့အခုထိုးတယ်လို့မျိုးပေါ့နော်ချက်ရှင်းတစ်ခါလေးပြီးမသွားတယ်လို့အလဲစင်တာမှာထိန်းရတာကြနည်းနည်းခက်လို့ပေါ့နော်ကွာမှကြတစ်ခါလေးချက်ရှင်းထိုးတဲ့နည်းနဲ့သွားထားတာပါပြီးရင်တစ်လုံးနဲ့ရှုပ်လိုက်မယ်ဒီတစ်လုံးလေးနဲ့ရှုပ်လိုက်မယ်ဒါဆိုရင်တပွင့်ရသွားပြီတပွင့်ရသွားပြီဒီမှာအဲ့မှာဒီတပွင့်ရသွားပြီဆိုရင်ကျိုးတစ်ချောင်းထဲကိုနှလုံးထည့်မယ်ဒီဘက်ကျိုးတစ်ချောင်းထဲကိုလည်းနှလုံးထည့်မယ်ပြီးရင်ကျိုးနှစ်ချောင်းပူးမယ်ဒီကျိုးနှစ်ချောင်းပူးတာနော်ကျိုးနှစ်ချောင်းပူးပြီးလို့ရှိရင်ပန်းပွင့်ထဲကိုနှစ်ချောင်းလုံးထည့်မယ်ထည့်ပြီးတော့လို့ရှိရင်ထုံခုနလိုပဲဒါလေးအရင်လွယ်တယ်နော်ကျိုးတစ်ချောင်းကဒီဘက်အပြင်မှာထွက်နေတဲ့ဘေးနှလုံးပေါ့နော်တဘေးတစ်ဖက်တစ်ချက်နှလုံးထဲမှာဝင်မယ်အလဲစန္ဒာတစ်လုံးကိုထားခဲ့တာဒီမှာကျိုးတစ်ချောင်းထပ်ဝင်မယ်ပြီးရင်ဒီဘက်ကလည်းသူ့ကိုလည်းကျိုးဝင်တဲ့ချိန်မှာတော့နောက်ကနေဝင်တာရှေ့ကနေဝင်ရင်မှားမယ်နော်ဒီအောက်ကနေပြန်ဝင်ပြီးရသူကျန်တဲ့ကျိုးတစ်ချောင်းကိုလည်းနှလုံးဝင်လိုက်မယ်ပြီးရင်ပန်းပွင့်လေးကိုအလှဘက်မှာထားမယ်နော်ဒီဘက်မှာဒီဘက်ပန်းပွင့်ဒီဘက်မှာအလှဘက်ကိုပန်းပွင့်လေးကိုလှည့်ထားပေးပါမယ်ပြီးရင်ကျိုးလေးဆွဲမယ်ကျိုးကိုတစ်ဖက်တစ်ချက်ညီအောင်လို့တစ်ခုချင်းစီကိုအလိုက်တင်လေးဆွဲပေးရမယ်ပြီးရင်တစ်လုံးနဲ့ရှုပ်လိုက်မယ်ဒါဆိုရင်နှစ်ကွင်းရသွားပြီပေါ့နော်ဒီ site ပေါ့နော်ဒါလေးကရှေ့အတွက်ကလစ်လေးဒီ site ကလေးဆိုတော့ဒါနှစ်လက်မနော်ဒီ site ကလေးဆိုလို့ရှိရင်3ပွင့်ထိုးရမယ်ဆိုတော့ဒါမှကဒီမှာ2ပွင့်ပြီးလို့ရှိရင်ဘေးမှာနှလုံးထည့်မယ်တစ်ဖက်နောက်တစ်ဖက်ကိုလည်းနှလုံးထည့်မယ်ပြီးရင်ကျိုးနှစ်ချောင်းပူးမယ်ပန်းပွင့်တွေကိုထည့်မယ်ပြီးရင်နောက်ပြန်ခေါက်မယ်နောက်ပြန်ခေါက်ပြီးရင်နှလုံးထဲကိုကျိုးတစ်ချောင်းဝင်မယ်ပြီးရင်ဒီဘက်နှလုံးထဲကိုလည်းကျိုးတစ်ချောင်းဝင်မယ်ပြီးရင်တစ်လုံးနဲ့ရှုပ်လိုက်မယ်ဒါလေးကလေချစ်စရာလေးတိလားလုံးဝချစ်စရာလေးဒါလေးကဟိုရင်လဲရင်နဲ့ဖြူရောင်လေးလည်းဖြစ်ပန်းပွင့်လေးလည်းဖြစ်ရှင်လေးရင်နဲ့ဘဲကောင်ဟိုလူတိုင်းနဲ့လည်းလိုက်တယ်ပေါ့နော်တေးအရင်ကြီးလည်းမဟုတ်ဘူးလေဒါကြတော့ရှေ့တွင်ကလစ်လေးပေါ့နော်ဒီကလစ်ဒီလိုလေးဒါလေးနဲ့တွဲမယ်ဒါဆိုရင်ဒီနှစ်လက်မဆိုင်ဆိုလို့ရှိရင်3ပွင့်ထိုးတာပေါ့နော်ဒါနှစ်လက်မဆိုင်ဆိုရင်မှ3ပွင့်ထိုးပြီးတော့တွဲမယ်ဒါဆိုရင်ဒီကလစ်ရပါပြီဒီတွဲနေရကြတော့ဒီဒါတော့အမကျိုးရဒီကျိုးတန်လန်းလေးရှိလို့ပေါ့နော်သူ့ထဲမှာကျိုးဝင်မယ်ဒါကျိုးတကယ်လို့ပေါ့နော်တခုပြောချင်တာဒီကျိုးอ่ะပေါ့နော်တကယ်လို့ကျိုးတူတယ်တွဲဖို့ရအတွက်ကျိုးမရှိတော့ဘူးဆိုရင်ဒီကျိုးကိုသိမ်းရမယ်နော်ကျိုးသိမ်းနေဆိုတာဒီအပေါက်တွေကိုလိုက်ထဲတာဒီကျိုးကိုသိမ်းပြီးတော့မှကျိုးအစ်စ်နဲ့သူနဲ့ကလစ်နဲ့ကိုတွဲပါနော်
ဒီထဲမှာကျိုးထည့်မယ်ပြီးလို့ရှိရင်ဒီကျိုးလေးကဒီဘက်ဒီထဲကိုနောက်ပြန်ဝင်မယ်ဝင်ပြီးရင်ဒီကလစ်ပေါ့နော်ဒီအတွင်းထဲကဟိုထဲမှာကျိုးလေးဝင်လိုက်မယ်ကလစ်အတွင်းထဲကိုကျိုးကတွဲတာပေါ့နော်ကလစ်နဲ့ဟိုနဲ့ကိုပန်းပွင့်နဲ့ကိုကျိုးရှိတ်တာဒီလိုတွင်းထဲမှာတွဲမယ်တွဲပြီးလို့ရှိရင်ဒီဘက်ဒါမှကျိုးမသိမ့်မဲနဲ့လောက်ထားလို့နည်းနည်းရောရောရဖြစ်နေတာပေါ့နော်ပြီးရင်ကျိုးဆွဲရင်နဲ့တွဲသူတင်းသွားမှာပြီးဒီလိုတွဲမယ်ဆိုရင်ဒီမှာတွဲပြီးသွားပြီပေါ့နော်ဒါရှေ့တော့ကလစ်လေးပါဒီမှာဒီထဲမှာတွဲတာနော်ဒီမှာကျိုးလေးနဲ့ဒီတွင်းထဲပေါ့နော်ဒါလေးကဟိုဒီမှာဒါလေးဖြုတ်ပြီးတွဲလဲရတယ်မဖြုတ်ပဲတွဲလဲရတယ်ဒီလိုလေးဒါလေးကတော့ဆိုရင်ဒါဆိုရင်ဒီကလစ်ထူနီလေးကိုရပြီးထင်ပါတယ်နော်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုလို့ရှိရင် like and share လေးလုပ်ပေးပါနော် Facebook page မှာဒီပရစ်ဆိုတဲ့နင်းနဲ့ပေါ့နော် YouTube မှာဆိုလို့ရှိရင် Peter Handmade by ပရစ်လို့နာမည်လေးနဲ့ပေါ့နော် YouTube မှာကျတော့လူပုံလေးနဲ့တင်ထားပါတယ် TikTok မှာကျတော့အခု Facebook ရဲ့ logo တိုင်းလေးပဲတင်ထားပါတယ်ရှင် like and share လေးဗီဒီယိုလေးကို like and share လေးလုပ်ပြီးကူညီပေးကြပါဦးနော်ကျေးဇူးတင်ပါတယ်ရှင်